ကဘာကျော်ဘီလီယံနာကြီးတယောက်ဟာလက်ထပ်ပြီးခါစသူ့ရဲ့ဇနီးချောလေးကိုကြည့်ပြီးအံ့ဩမင်တက်သွားရပါတယ်။ဘာလို့လဲဆိုတော့သူ့ဇနီးလေးဟာထမင်းစပွဲမှာမထိုင်ပဲကျန်းပြင်ပေါ်မှာစောင်းကြောင်းထိုင်ပြီးထမင်းစားနေလို့ပါ။အလှည့်ပြောင်းရောက်ခမဖြစ်သူကသမီးရဲ့စပွဲမှာထိုင်စားလေးလို့ပြောလိုက်တဲ့အခါမှာတော့ကောင်မလေးကကြောက်လန့်တကြားနဲ့သမီးမထိုင်တတ်ဘူး။ကျေးဇူးပြုပြီးသမီးကိုမရိုက်ပါနဲ့နော်လို့တုံတုံရင်တောင်းပန်ရှာပါတယ်။ဒါကိုမြင်လိုက်ရတဲ့သားမီးနှစ်ယောက်လုံးကြောင်းသွားကြတာပေါ့။ဒီအချိန်မှာပဲအိမ်တော်ထင်းကသူစုံစမ်းထားတဲ့အမှန်တရားတွေကိုလာပြောပြပါတော့တယ်။ဝမ်းထဲစရာအတိတ်တကယ်တော့ဒီကောင်မလေးရဲ့ဘဝကတော်တော်လေးတနာဖို့ကောင်းတာပါသူ့အမေဆုံးသွားပြီးတဲ့နောက်မိထွေးဖြစ်သူကအိမ်ကိုစိုးမိုးချင်တာကြောင့်ကောင်မလေးကိုနှိပ်စက်ခဲ့ပါတယ်ကောင်မလေးရဲ့စိတ်ကို9 နှစ်အရွယ်ကလေးတစ်ယောက်လိုဖြစ်သွားအောင်လုပ်ပြီးဒီနေ့အထိခွေးတွေနဲ့အတူရောထားခဲ့တာပါမိထွေးဖြစ်သူကဒီကောင်မလေးကိုချမ်းသာတဲ့သူနဲ့ပေးစားပြီးစီးပွားရေးအကျိုးအမြတ်ထုတ်ဖို့အထိစီစဉ်ခဲ့တာပေါ့ကံကြမ္မာရဲ့စုံစည်းမှုဒီနေ့မှာတော့မနာလိုတဲ့အမေတူမကွဲညီမဖြစ်သူကကောင်မလေးကိုမိုးကောင်းကောင်းကျွေးမယ်ဆိုပြီးဟိုတယ်တစ်ခုကိုလိန်ခေါ်သွားပါတယ်ရေချိုးခိုင်းပြီးပြန်ထွက်လာတဲ့အချိန်မှာတော့အခန်းထဲမှာသူစိမ်းကြီးတယောက်ကိုတွေ့လိုက်ရလို့ကောင်မလေးဟာကြောက်ပြီးထွက်ပြေးခဲ့ပါတယ်အဲ့ဒီလိုပြေးရင်လွှားရင်းနဲ့ပဲစင်ကြံလမ်းမှာလူတစ်ယောက်နဲ့တွားတိုးပါလေရောထူးဆန်းတဲ့ယောဂနဲ့ကုထုံးအဲ့ဒီလူကတော့ကျွန်တော်တို့ရဲ့မင်းသားကြီးပေါ့သူကငငယ်ကလေးကကုရခက်တဲ့ယောဂတစ်ခုခံစားနေရတာပါအဲ့ဒီယောဂပျောက်ကင်းဖို့ဆိုရင်စိတ်ထားဖြူစင်တဲ့မိန်းကလေးတစ်ယောက်နဲ့နီးနီးကပ်ကပ်နေရမယ်လို့ဆိုထားပါတယ်လူယုံတွေကမိန်းကလေးတွေအများကြီးရှာပေးခဲ့ပေမဲ့သူကဘသူ့ကိုမှစိတ်မဝင်စားခဲ့ပါဘူးအချစ်ဦးနဲ့အသက်ရှင်ခြင်းသူ့ရဲ့အသက်အန္တရာယ်စိုးရိမ်နေရတဲ့နောက်ဆုံးအချိန်မှာကောင်မလေးကသူ့ကိုကိုကြီးလို့ခေါ်လိုက်တာကိုကြားလိုက်ရပါတယ်မင်းသားကတော့ကောင်မလေးကိုမြင်မြင်ချင်းချစ်သွားခဲ့တာပေါ့နောက်တနေ့မနက်မှာကောင်မလေးကထွက်သွားပေမဲ့မင်းသားကတော့သူမတည်ပဲအသက်ရှင်နေသေးတာကိုသတိထားမိသွားပါတယ်အဲ့ဒီအချိန်မှာပဲသူရှာနေတဲ့စနောက်ထပ်ဗီဒီယိုတစ်တင်ပေးမှာမို့ like and follow လို့ဖို့မမီနဲ့နော်